ကမန္တလေးကပြည်သူတွေဟိုဒုက္ခရောက်ကြတယ်တွေ့ရတော့ကျွန်တော်စိတ်မကောင်းဖြစ်တော့ကျွန်တော်တို့ဒီတနင်္လာနေ့လောက်ကနေစပြီးတော့ကျွန်တော်ဒီအဖွဲ့တွေပေါ့နော်ဒါစုစည်းပြီးတော့ကျွန်တော်ဒီအလှငွေလေးနဲ့ကျွန်တော်အားလုံးအားကြံ့ပေါ့နော်ကျွန်တော်ဒီတောက်ကြနေ့လောက်ကကျွန်တော်တို့ဒီမန္တလေးဘက်ကိုတက်ဖြစ်တယ်ဗျအားလုံးကကျွန်တော်တို့ဒီပစည်းတွေနောက်ပြီးတော့ငွေသားတွေပေါ့နော်ကျွန်တော်တို့ဒီ total 300ဘိုးလောက်ကျွန်တော်တို့လာလူဖြစ်ပါတယ်အဲ့တော့ဒီမှာလဲကျွန်တော်တို့ဒီ save ပစည်းပေါ့ကျွန်တော်တို့ဒီ30ကျော်ဘိုးပေါ့နော်အဲ့ဒါလေးကျွန်တော်တို့လည်းလာလူဖြစ်ပါတယ်အဓိကကျွန်တော်ဒီ save တွေမှာလဲကျွန်တော်တို့ဒီ save တက်တဲ့လူနာတွေများတယ်ပေါ့နော်နောက်ပြီး save ပစည်းမလုံလောက်ဘူးပေါ့နော်ဒါတွေလဲကျွန်တော်တို့သိခဲ့ရတဲ့ကျွန်တော်တို့ဒီအားကျန်လေးကျွန်တော်လာလူဖြစ်တာဖြစ်ပါတယ်ကျွန်တော်အဲ့လောက်ဒီအင်အားပြည့်မှာမထင်ဘူးဒါရန်ကုန်ဘက်မှာတော့ဒီလောက်ကြီးဘာမှပြဿနာမရှိပဲဒီဘက်မှာမန္တလေးတို့ဘာလို့ဘက်မှာကျွန်တော်စကိုင်းတို့เนาะဒါမှတော်တော်ထိခိုက်သွားတဲ့အတွက်ကျွန်တော်လည်းစိတ်မကောင်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာရှိတဲ့သူကပြည်သူပြည်သားအားလုံးကတော့တမီတဲနေတည်ရဲတောက်ဖြစ်တဲ့အတွက်အားလုံးကျွန်တော်ဝိုင်းကူကြမှာကူညီခွင့်ရတယ်လည်းဝမ်းသာပါတယ်ဒီမှာထိခိုက်သွားတဲ့เนาะကျွန်တော်ဒီမန္တလေးเนาะစကိုင်းเนาะတခြားပေါ့เนาะဒီနေပြည်တော်လည်းရှိမယ်ပြန်မနာလည်းရှိနေမယ်အဲ့မှာလည်းကျွန်တော်တို့ဝိုင်းပြီးတော့ဘာပဲပြောနိုင်တဲ့လောက်လေးကူညီပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျ